ပေါ်တူဂီအသင်းနှင့်ရိုနယ်ဒိုပေါ်ဝေဖန်မှုများ2026ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင်ပေါ်တူဂီနှင့်DR ကွန်ဂိုတို့တည်ကြခဲ့သည်ပေါ်တူဂီအတွက်ဂျိုအိုနေကဦးဆောင်ဂိုးသွင်းပေးခဲ့တော်လဲနယူကာဆယ်တိုက်စစ်မှုဝစ်စာကခြေပေါက်ဂိုးသွင်းယူခဲ့သည်ပွဲအပြီးတွင်နီးပြရောဘတ်တိုမာတီနက်စ်၏နီးစနစ်ပိုင်းနှင့်အသက်42နှစ်အရွယ်ခရစ္စတီယာနိုရိုနယ်ဒိုကိုအသုံးပြုပုံမှာဝေဖန်ခံနေရသည့်ရိုနယ်ဒိုသည်ကြီးမားသောပြိုင်ပွဲများတွင်ဂိုးပေါက်ပြောက်နေသည်မှာ10ပွဲရှိပြီဖြစ်ပြီးယခုပွဲတွင်လည်းဘောလုံးထိတွေ့မှုအနည်းဆုံးဖြင့်အားရပွဲမရှိခဲ့ပေဝေဖန်ရေးသမားခရစ်စတန်ကမာတီနက်စ်ဟာပေါ်တူဂီအသင်းရဲ့နီးပြအစ်စ်မဟုတ်သလိုမျိုးဖြစ်နေတယ်ဟုပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်ဟယ်ရီကိန်း၏သမိုင်းဝင်စွမ်းဆောင်မှုအင်္ဂလန်အသင်း၏အဖွင့်ပွဲစဉ်တွင်တိုက်စစ်မှုဟယ်ရီကိန်းသည်ခရိုအေးရှားအသင်းကိုအနိုင်ယူရာတွင်အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်ဟယ်ရီကိန်းသည်ပင်နယ်တီကိုအစပိုင်းတွင်လွဲချော်ခဲ့တော်လဲပြန်လည်ကန်သွင်းယူနိုင်ခဲ့သည်ဤဂိုးကြောင့်ဟယ်ရီကိန်းသည်ကမ္ဘာ့ဖလား3ကြိမ်ဆက်တိုက်ဂိုးသွင်းယူနိုင်သည့်ဒေးဗစ်ဘက်ခမ်နောက်ဒုတိယမြောက်အင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သည့်ကိန်းသည်ပွဲပြီးတွင်နောက်ထပ်ဂိုးတစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီးလက်ရှိကမ္ဘာ့ဖလား၏ရွှေဖိနပ်ဆုအတွက်အဓိကပြိုင်ဘက်တစ်ဦးဖြစ်လာခဲ့သည်ဘလင်ဂန်၏ယုံကြည်မှုနှင့်အင်္ဂလန်အသင်း၏ရလဒ်အင်္ဂလန်အသင်းကခရိုအေးရှားကို4-1ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင်ဂျုတ်ဘလင်ဂန်ကတတိယဂိုးကိုသွင်းယူပေးခဲ့သည်ပထမပိုင်းတွင်တရေရလဒ်ထွက်ပေါ်နေတော်လဲနီးပြတူဟဲ၏တိုက်တွန်းချက်များကြောင့်ဒုတိယပိုင်းတွင်အကောင်းဆုံးကစားနိုင်ခဲ့ကြောင်းဘလင်ဂန်ကပြောကြားခဲ့သည်ဘယ်လင်ဂန်ကဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့တိုက်စစ်အရှိန်ကထိပ်တန်းအဆင့်မှာရှိခဲ့တယ်လူစားဝင်လာတဲ့ကစားသမားတွေရဲ့ဖိအားပေးမှုတွေကလည်းအံ့ဩစရာကောင်းတယ်ဒီနေ့မှာကျွန်တော်တို့မှတ်တိုင်တစ်ခုကိုရိုက်ခတ်နိုင်ခဲ့ပြီးဟူပွဲအပြီးအင်တာဗျူးတွင်ဂုဏ်ယူစွာပြောကြားခဲ့သည်DR ကွန်ဂိုတို့၏သမိုင်းဝင်ပွဲစဉ်နှင့်ဂုဏ်ပြုကခုန်မှုပေါ်တူဂီအသင်းနှင့်တည်ကြခဲ့သည့်ပွဲတွင် DR ကွန်ဂို The Leopards တို့၏စွမ်းဆောင်ရည်သည်ကမ္ဘာ့ဖလား၏အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့သည်ပေါ်တူဂီကဲ့သို့ပြိုင်ဘက်ကောင်းကိုအမှတ်ခွဲယူနိုင်ခဲ့ခြင်းမှာအာဖရိကအသင်းအတွက်အထူးပင်ထူးခြားသည့်ပွဲအတွင်းဝစ်စာ၏ခြေပေါက်ကိုသွင်းယူပြီးနောက်ပြုလုပ်ခဲ့သည့်နင်းတို့၏ထူးခြားသောဂုဏ်ပြုကခုန်မှုမှာဆိုရှယ်မီဒီယာပေါ်တွင်ဗိုင်းရပ်စ်အဖြစ်ပြန့်နှံ့လျက်ရှိပြီး2010ကမ္ဘာ့ဖလား၏တောင်အာဖရိကခုန်မှုများနည်းတူအမှတ်တရဖြစ်စေမည့်မြင်ကွင်းတစ်ခုဖြစ်လာသည်လီဗာပူး၏အပြောင်းရွှေ့လက်ဦးမှုအပြောင်းရွှေ့ဈေးကွက်တွင်လီဗာပူးအသင်းသည်နယူကာဆယ်တို့နှင့်အပြိုင်ဖြစ်နေသည့်စပိန်တိုက်စစ်မှုဗစ်တာမူနိုVictor Munozကိုကြားဖြတ်ခေါ်ယူလိုက်ပြီဖြစ်သည်လီဗာပူးအသင်းသည်ယူရိုသန်း40တန်ကြေးရှိမူနို၏စာချုပ်ဖြတ်သိမ်းကြေးကိုပေးချေလိုက်ပြီးပုဂ္ဂိုလ်ရေးအရာသဘောတူညီမှုရယူကာဆေးစစ်မှုပင်ပြီးဆုံးသွားပြီဖြစ်သည်ယင်းသည်နီးပြအန်တိုနီအီရာအိုလာ၏ပထမဆုံးသောလက်မှတ်ရေးထိုးမှုဖြစ်လာမည်ဖြစ်သည်အသက်22နှစ်အရွယ်မူနိုသည်လာလီဂါတွင်ထိပ်တန်းဒရိုက်ဘလင်စွမ်းရည်ရှိသူတစ်ဦးဖြစ်ပြီးလီဗာပူးအတွက်တိုက်စစ်ပိုင်း၌နေရာစုံတွင်ကစားပေးနိုင်မည့်အဓိကအားဖြည့်မှုဖြစ်လာမည်ဟုမျှော်လင့်ရသည်အင်္ဂလန်၏အောင်ပွဲနှင့်တိုက်စစ်ပိုင်းအပြောင်းအလဲများအင်္ဂလန်သည်ခရိုအေးရှားကို4-1ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင်ဟယ်ရီကိန်းနှင့်ဘယ်လင်ဂန်တို့၏စွမ်းဆောင်ရည်မှာတောက်ပခဲ့သည်အင်္ဂလန်၏တိုက်စစ်ပိုင်းမှာအရှိန်အဟုန်ကောင်းနေသလိုလီဗာပူးဘက်ကလည်းမူနိုအပြင်မဘလစ်စီကတိုက်စစ်မှုရန်ဒီယိုမန်ဒေးကိုပါခေါ်ယူရန်ကြိုးပမ်းနေသည့်အတွက်လာမည့်ရာသီတွင်ကစားသမားအပြောင်းအလဲများစွာရှိလာဦးမည်ဖြစ်သည်မူနော်ရောက်ရှိလာမှုသည်လက်ရှိလီဗာပူးတိုက်စစ်မှုကပ်ပို၏အနာဂတ်အပေါ်မည်သို့တက်ရောက်မှုရှိမည်ကိုဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်